ရှင်းစားလည်းမင်္ဂလာပါရှင်ဒီမှာနော်ရှင်သင်ဝတ်ထားတဲ့ဒီမျိုးချစ်တဲ့ဝေလေးတွေထက်ရောက်လာလို့ရှင်သင်ကရောက်ပြီးပါမယ်ရှင်နော်တက်နေဆိုရင်လည်းနော်ရှင်သင်ဝတ်ထားတာကြည့်ဒီမှာဈေးကွက်မှာ9000ကျော်လောက်ပေါက်တာကိုရှင်သင်ကကြာရက်ကန်ကနေတိုက်ရရတာဖြစ်တဲ့အတွက်အခုလိုဈေးလေးနဲ့ရောင်းပေးတာပါရှင်လုံးဝဈေးကွက်ဖြစ်ခြင်းမဟုတ်ပါနော်ရှင်သင်ကတော့ကြည့်ပုံပြပါရှင်အရင်ကချေရပါတယ်လုံးဝဆရာမေကျိုးလဲဆရာမလို့နော်ဒီမှာရှင်သင်ဝတ်ထားတဲ့လူမျိုးအခုလိုမျိုးချစ်တဲ့ဝေဝမ်းဆက်တွေကိုဈေးကွက်မှာ9000ကျော်လောက်ပေါက်နေတာကိုရှင်သင်ကပဲဈေးနဲ့ပြင်မလဲဆို9000မကျော်တော့ဈေးနဲ့ပြပါမယ်ရှင်တကယ်9000မကျော်တော့ဈေးနဲ့ပြပါဒီတစုံကိုဘယ်လောက်နဲ့ပြပါလဲ4500နဲ့ပြီးမယ်48,500အရန်လာတော့တော့တက်နေဆိုမြင်နေတော့ဈေးကွက်မှာချစ်တူဝမ်းဆက်လို့ရှာကြည့်လိုက်တော့ချင်းချင်းတို့ဒါတွေကဈေးကွက်မှာ9000ကျော်လောက်ပေါက်တာကိုချင်းချင်းကကြတော့ရက်ကန်ကနေဓာတ်ရတာလားရက်ကန်ခက်တဲ့ကနေဓာတ်ရတာတော့နော်ချင်းချင်းဝှက်ထားတဲ့အစုံလေးဆိုဒီမှာငွေအမိတ်မှာငွေကြီးမပါဘူးနော်ဒီမှာအခုလာလေးတွေအမိတ်မှာငွေကြီးလေးတွေထည့်ပေးထားတယ်နော်အရန်ကိုလာတော့ကာလာလေးကနော်ဒီမှာ9000နီးပါးအပြည့်ပါနော်ချင်းချင်းရနော်ရှင်တဲ့ရဲ့အထက်ကဈေးအရန်တက်တာနေလို့နော်ဝယ်ဖို့သူတိုင်းသိပါလေရှင်နော်အဲကြောင့်မို့လဲရှင်တဲ့ကစိုင်တေးတေးလေးနဲ့အခုလိုရောင်းရတာပေါ့နော်ဒီမှာနော်ရှင်တို့ကြာဆိုင်ကန်းကလည်းမပေးရဘူးပေါ့နော်အိမ်မှာပဲရောက်တာဆိုဈေးကအခုလိုလေးအမျက်နည်းနည်းလေးနဲ့ရောင်းပေးနိုင်တော့ပါရှင်ဒီမှာဒါဆိုရင်ကရှင်တို့3ကိုက်ရှိရင်နော်3ကိုက်ကမှဒီဘက်မှာဒီလောက်ဆုံးနေနော်ဒီလောက်ဆုံးတာကရှင်တို့15 3ကိုက်နဲ့16လက်မမပါတော့3ကိုက်နဲ့15လက်မထိပါတယ်နော်တကယ်3ကိုက်နဲ့15လက်မဝဲ16လက်မထိပါတယ်နော်ဒီအစင်လေးတွေကနော်ဝါတဲ့လူတွေလည်းအရင်စင်ပြေတယ်နော်မ6လက်မမဟုတ်ပါနဲ့ရှင်2ကိုက်ကြော်ပါတယ်ကွင်းနေပါနော်2ကိုက်ကြော်ထိပါတယ်ကွင်းနေပါနော်အရင်ကတော့တန်နေဆိုမြန်နေနော်ရှင်အရင်ကြီးကြော်ကြပြန်လို့ဘာလို့ရှင်ဒီလောက်ပြောပြနေရတယ်ဝိတက်ကလေးရှင်လက်ကပို့တာများတယ်ပေါ့နော်လက်လီတွေကိုဘယ်လိုပြောမလဲအရင်ကြီးမပြပေးဖြစ်ဘူးကွာအဲကြောင့်လို့ရှင်လက်လီတွေကိုဒီလိုမျိုးလေးတိချာလေးပြပါနော်ဒီမှာဖြစ်အောင်နော်ဒီမှာဖြစ်အောင်အရင်ကလာတော့အမိတ်ကအပွင့်တွေအနောက်မှာ sorry အနောက်မှာအပွင့်တွေဟာဒီလိုမျိုးပါတယ်နော်ဒါဈေးကွက်မှာရိုက်စားပြီးတကယ်9000လောက်ကျော်ပါနော်တကယ်9000လောက်ကျော်တာဒီသူက48,500အရင်တက်နေနော်ခုနကပြထားတာလေးကတက်ကြုံဒီမှာဒါလေးကတက်ကြုံနော်ဒါလေးကဘယ်လိုပြောမလဲဒါကြောင့်ဒီလိုလည်းပြောမယ်ရှင်တို့ဒါလေးကတော့အညီလေးနော်ဒါလေးကတော့အညီလေးဒီပန်းပြော့လည်းပြောမယ်ပေါ့နော်ဒီမှာနော်အရန်ကိုလာတော့ဒီမှာဒါလေးကမိုင်းလိုလေးကြိုက်လို့ဆိုရင်အရန်လာတော့မိုင်းလိုကလူတိုင်းကြိုက်တဲ့မက်ဆယ်လာနော်ရှင်တင်ရဲ့အဖေကရှင်တင်ကကားလာအရန်ကြိုက်လို့လည်းမဟုတ်ဘူးရှင်တင်ကအဖေလေးကိုဘယ်လိုပြောလဲဒီထားဝင်းမဲ့ညီမလေးကပြန်ရောက်တဲ့ညီမလေးကစက်ချုပ်တယ်ကွာနော်အဲကြောင့်ဒီညီမအဲ့ဒါလေးပါတဲ့ထဲကိုသူ့ကိုလည်းစက်ချုပ်ကအားပေးနေရှင်တင်ကချုပ်ပြသွားတာပေါ့နော်ဒီထဲလေးကရှင်တင်အယောင်လို့တော့မကြိုက်ဘူးအများတိုင်းပြောရင်ပေါ့နော်ဒါပေမဲ့ရှင်တင်ကတော့အရင်ကမကြိုက်တဲ့ကားလာအဲ့လိုမျိုးပို့ပေးတာများမိုင်းလေးအရန်လာတယ်နော်ဒီထားတော့ရှင်တင်ကသူပြောပါအယောင်ကြီးရပါတယ်ရှင်လက်က